ဒီမှာဖျဲသီးအခွန်ကိုထောင်နဲ့ချီပြီးရောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဖျဲသီးစားပြီးရင်သူ့ရဲ့အခွန်ကိုအမိုက်ထဲပစ်ထည့်တယ်ဒါပေမဲ့နိုင်ငံခြားတိုင်းပြည်မှာတော့ဒီအခွန်ရဲ့အနောက်ကနေအစိမ်းရောင်ပိုင်းကိုအခွန်ကွာပြီးအတုံးသေးသေးလေးတွေလုပ်တယ်ပြီးရင်အဲ့ဒီအချက်တွေပေါ်မှာတကြားထည့်ကခဏလောက်ထားလိုက်ပါမင်းတို့ကိုတကြားရီဖြင့်ချက်ပြုတ်ပြီးနောက်အဆိုပါအချက်များကိုတကြားလုံးကဲ့သို့အသီးအနှံများဖြစ်လာသည်အရသာရှိပြီးစားလို့ကောင်းတာမို့ဖျဲသီးတရေကိုအလဟတာမဖြစ်ပါဘူးတရုတ်လူမျိုးများသည်မင်းတို့၏ကြံသည်ဖြော်ရည်များပုံမချိုမင်ပြောပြောင်းစေရန်သိပ္ပံနေကြမွေးမြူထားသောကြံများကိုကဘာတဝန်းလုံးထက်နှိမ့်ကြကြောင်းပြသနေကြသည်ကိုတင်မြင်နေရသည်ထို့ကြောင့်တရုတ်ကြံသည်အိန္ဒိယလူမျိုးများကဲ့သို့မမာကျောပဲပျော်လွန်းသဖြင့်လက်ဖြစ်ညစ်လေမင်း၏အရေးကိုထုတ်ယူနိုင်ကာယင်းသည်မင်းတို့၏ကြံကိုအကောင်းဆုံးဟုယူဆရသည့်အကြောင်းရင်းဖြစ်နိုင်သည်ဒါကကဘာအထူးဆန်းဆုံးရေဘူးပါပလတ်စတစ်နဲ့လှုပ်ထားတာမဟုတ်ပဲတစ်ပင်ပေါ်မှာပေါက်တာပါဘူးသီးနဲ့တူပေမဲ့ကာလူးပါလို့ခေါ်ပါတယ်တရုတ်နိုင်ငံမှာလူတွေကရေကိုကြာရှည်စွာအေးစေပြီးဓာတုပစ္စည်းတွေပါဝင်တာကြောင့်ခြောက်ခံပြီးရေဘူးအဖြစ်အသုံးပြုလေးရှိပါတယ်ရှေးခေတ်ကစစ်တီတွေနဲ့ဘုန်းကြီးတွေဟာဒီပုလင်းကိုယူဆောင်သားခဲ့ကြပြီးဒီနေ့အထိတရုတ်နိုင်ငံမှာတဘာဝနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ပုလင်းအဖြစ်သတ်မှတ်ကြပါတယ်